သတင်းစိုးကြီးလာပြီတော်လန်ရေးအတွက်နော်စလာပြီကရင်တွေကတော့ရာသွန်ရိုင်းတဲ့အလုပ်ကြီးကိုလှုပ်ချပြီတမိုင်းတွင်တဲ့ဖြစ်ရကြီးနော်ဘာလုပ်လိုက်လဲဆိုတော့ဗမာ PDF တွေကိုနော်အယောက်90လောက်ဖမ်းလိုက်ပြီရဲ့နော်ဟုတ်လား NUG လက်အောက်ခံနော်ဒီအထူးတိုင်းစစ်ဌာနအမှတ်33စောဒါကိုနော်ခုဒီပုံကတော့ဒါစောဒါကိုရဲ့ပုံပဲဖြစ်ပါတယ်ဒါတော့သူကတော့ viewer မို့ပေါ့နော်သူအပါဝင်90လောက်ပေါ့နော် PDF ဒီ NUG ရဲ့လက်အောက်ခံ NUG အောက်ကဒီ PDF တွေပေါ့နော်90လောက်ဖမ်းလိုက်တယ်တဲ့နော်ဟိုဒီအဲ့တော့ကျွန်တော်ကဗာပြောချင်တာလဲဒီတော်လန်ရေးမှာဒီတော်လန်ရေးဘက်ကအားလုံးနဲ့မှာကျွန်တော်တယောက်ပဲဒီတိုင်းရင်းသားတွေကိုပြောလို့ရှိတယ်ကြည့်ကြည့်ပါဒီလိုမျိုးပြောလို့လဲတိုင်းရင်းသားတွေကလည်းတချို့သူတွေကြတော့ကျွန်တော်မုန်းနေလောက်တယ်အဲကြောင့်မို့ကျွန်တော်အများအားပြောတဲ့ခါကျဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီဗမာတွေကိုယ်တိုင်ကတော်လိုင်းဘက်ကလူတွေကဘယ်လိုမြင်လာလဲဆိုတော့ကျွန်တော်ကိုတွေးခွဲတာတို့ဘာတို့ဟုတ်လားတကယ်တော့ကျွန်တော်အမှန်တရားပြောတာလေဟုတ်လားတိုင်းရင်းသားတွေရဲ့စိတ်ဓာတ်တွေကိုကျွန်တော်ကောင်းအောင်သိတယ်သိလို့လဲကျွန်တော်အမှန်တိုင်းပြောကျွန်တော်ဆိုရင်ကရင်နေဆိုရင်ပြောမယ်ဆိုရင်ဒီပထမဦးဆုံးဒီ CDM ပေါ့နော်ဝင်လာတာဘုံမှုခိန်းစော်ဦးအားလုံးပြီးမဲ့ထင်ပါတယ်နော်ဘုံမှုခိန်းစော်ဦးပျောက်သွားပြီဆိုတော့ကျွန်တော်ကရင်တွေကိုမယုံတာပုံမှန်လည်းထည့်ပြောတာနော်ဟုတ်လားအဲ့ဒါဆိုတာနောက်ထပ်ပါလဲဆိုလို့ရှင်ညဝရီပြန်ပေးလိုက်ဟိုကပြန်ပေးလိုက်ဒါပြန်ပေးလိုက်ပြီးရင်ကုကြားဖြန့်နေလောက်လိုက်နော်ပြီးရင်ပြောပါလိမ့်မယ်သူတို့ကအထက်ပိုင်းလူကြီးတာဗာပြောမလဲဂျင်းထဲတော့မယ်သူတို့ကအပြောကတော်ကီကောင်းတဲ့အတိုင်းသားတွေကျွန်တော်အများအားပြောရလေဗာပြောမှလဲမသိပါဘူးမဟုတ်ပါဘူးမရှုပ်ပါဘူးမင်းထင်တယ်လို့မဟုတ်ပါဘူးတချင်းစာသားတွေတို့ကရွတ်တော့မှာနော်ဟုတ်လားဒီကောင်းနဲ့တော်ကီကောင်းတဲ့ကောင်းတွေလိန်တာတွေဗာပြီးရင်ဒီလိုပြောရင်တချို့တွေကလည်းတိုင်းသားတွေအကြောင်းရှိလို့ဒါလုံအောင်မယ်အကြောင်းတွေဗာတွေစင်ញင်လာမပေးနဲ့နော်စစ်တပ်ကငှားတော့လို့ရှင်ရေပေါက်တာမလို့ချင်းရေပါပဲလို့ချင်းတယ်ဟုတ်လားဒါတွေကဗာလဲဆိုရင်တိုင်းသားတွေကလူမျိုးစွဲတွေနယ်မြေစွဲတွေဒါကကိုကန့်တက်တည်ပြတယ်ပထမဒုတိယပလောင်းတက်တည်ပြတယ်အေအေကတက်တည်ပြတယ်အေကိုဘာလို့ထည့်ပြောလဲမေးလို့ရှင်မြောက်3ဘွဲ့ထဲမှာအေပါတယ်အဲ့တော့ဒီမြောက်3ဘွဲ့က NUG နဲ့အဆက်အသွယ်မလုပ်ဘူးဆိုပြီးမှဒါပေမဲ့အေကတော့ NUG နဲ့အဆက်အသွယ်တော့လုပ်ပါတယ်ဒါ NUG ဆက်သွယ်တယ်ဒါပေမဲ့လည်းဗမာတွေကိုမယုံဘူးဘာညာဆိုပြီးဘိုက်တလုံးတွေတောင်းတွင်းတောက်ပြောရှောက်ပြောတယ်ထုံညံ့တယ်အဲ့ကြောင့်လို့လေကျွန်တော်ကဒီလိုမျိုးတွေပြောလို့ကြောင့်လို့လေတချို့ရခိုင်တွေကကျွန်တော်ကိုဆွဲကြတယ်တချို့တိုင်းသားကျွန်တော်တို့ပေါ်တယ်မပြောတာပဲနော်ကျွန်တော်ပြောတာတကယ်အမှန်တရားပြောတာအဲ့ဆိုတော့ထားပါတော့ဒီအဲ့တော့ကျွန်တော်အရင်မှလည်းခဏပြောပါတယ်ကရင်ပြည်နယ်တဲ့ PDF တွေမြန်မာပြည်ပြန်တော့နော်အညာမှာပေါင်းတော့ကျွန်တော်ပြောပါတယ်ဒါပေမဲ့ကျွန်တော်ပြောပါတယ်တချို့တွေကလေထွက်ချင်တယ်ဆိုထွက်လို့မရဘူးလို့ကျွန်တော်မနေ့ကမှပူပူနွေးနွေးဗီဒီယိုတင်တိုင်းမယုံဘူးလို့ကြည့်နော်ကျွန်တော်ပြောရကျွန်တော်အောက်ပို့တယ်မပြောပါဘူးသူများတွေလို့နော်ဟုတ်လားဆိုတော့အဲ့မလို့တိုင်းသားတွေကလူမျိုးစွဲတွေနေစွဲသူကပြောလိုက်ရင်တော့လေကြီးလေကျဲလေတလုံးမိုးတလုံးနဲ့ပါတော့တောင်ပြောမြောက်ပြောငါတို့260ရှိပြီ90ရှိပြီ100ရှိပြီဒါမျိုးတွေပြောတာနော်တကက်ကောင်မျိုးတွေနော်အဲ့တော့ကျွန်တော်ကတခါတလေဘာလို့တင်းတာလဲဆိုလို့ရှင်ဒီတိုင်းသားတွေလောက်အောင်နဲ့တောက်ချိုးတဲ့တော်လိုင်းအောင်မှာမဟုတ်ဘူးလို့ကျွန်တော်အများတမ်းပြောတယ်ဟုတ်လားဒီလိုတွေပြောလို့လေကျွန်တော်တော်လိုင်းဖွဲ့တဲ့တချို့ဆိုကျွန်တော်ကြိုက်တောင်ကြိုက်မှာမဟုတ်တော့ကျွန်တော်ပြောတာတွေမှားမှာတဲ့ဟာဟုတ်လားလိန်ညာပြောရလည်းမဟုတ်ဘူးဟုတ်လားဆိုတော့ဒါအမှန်တိုင်းပြောတာဒါကြောင့်မလို့တော်လန်ရေးမှာကျွန်တော်မနေ့ကမှဗီဒီယိုတစ်ခုတင်နေရဲ့တိုင်းရင်းသားတွေကိုမေးပါနော်ဟုတ်လားဖယ်ရဒီမိုတွေကိုသွားမှာလားဘာလုပ်မှာလဲကျွန်တော်အများနဲ့တိုက်တွန်းနေနော်မသွားဘူးလို့ဒီကောင်တွေကလက်နက်ကင်နေဆိုတာကသူတို့ကိုယ်သာပိုက်ဆံရရေးပြောလိုက်ရင်တော့မရောက်နိုင်ဗမာလူမျိုးကြီးกว่าတာလောက်လိုက်တဲ့တောက်ချိုးတယ်သူတို့ကဘာမှမဟုတ်လက်နက်ကင်ပြီးအဆင်ပြေနေကြားဖြန့်နေလောက်တဲ့ BGF တွေပြန်မဖမ်းဘူးတက်လည်းမတက်ဘူးသူတို့ဘာလို့မတက်တာလဲသိလားတဲ့ပြောမယ်ကရင်လူမျိုးဖြစ်နေလို့အချင်းချင်းပြန်မတက်ဘူးအမူဝါဒကိုကျင့်သုံးတာငါတို့ဗမာတွေကြတော့အချင်းချင်းပြန်တက်တယ်ကျွန်တော်ကဟိုတစ်ခါပြောပါတယ်ကျွန်တော်ဒီအပိုင်းမှာဒါဗီဒီယိုတွေတင်ပါတယ်ရခိုင်တွေကိုဒါပေမဲ့ရခိုင်ပြည်သူတွေနဲ့တခြားတော့အဆုံးမရောက်တဲ့ဟာတွေတော့ကျွန်တော်ဘာမှပြောမပါဘူးလို့ပြောချင်တယ်ပေါ့နော်ကျွန်တော်ပြောတာဒီဘယ်တော့မှနေတို့ဝါဒပြန်ကထွက်ပြီးတဲ့နောက်ပိုင်းမှာငါလူမျိုးမပြောနဲ့ငါစီရင်မယ်တရားစီရင်မယ်ငါပြောမယ်ဟုတ်လားအဲ့ကလေးကျွန်တော်ရခိုင်တွေကိုစောင့်မြန်ကတ်တယ်ပေါ်တင်ပြောတာလူမျိုးဆွဲရသလားဟာဟုတ်လားအဲ့တော့ကျွန်တော်မင်းအောင်လိုက်ကြိုက်မကြိုက်ဟုတ်လားမကြိုက်တာတော့အမှန်ပဲစစ်သားလုံးမလုပ်ဘူးလေစစ်သားဘာမှနားမလဲပဲနဲ့အာနာသွားတိန်တဲ့ခါကျသွားပြီပေါ့စစ်သားတွေသေးပြီပေါ့ဟုတ်လားကျွန်တော်ပြောတာဒါကြောင့်မလို့တိုင်းသားတွေနဲ့တခါလေးကျွန်တော်စဉ်းစားစိတ်တူတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့တခါလေးလဲတော်လိုင်းကြီးကြာရှုံးရင်လည်းရှုံးပါစေပေါ့နော်ဒီတိုင်းသားတွေကသူကအခွင့်ကောင်းယူတဲ့အဆင့်ပဲရှိကျွန်တော်တို့စနစ်ကြီးတစ်ခုကိုဒါ system ကြီးကိုပြုပြင်ပြောင်းလဲခြင်းနဲ့စိတ်နဲ့မဟုတ်ဘူးစိတ်ရမှန်မှုသူတို့ကျွန်တော်တို့တော်လိုင်းတဲ့အချိန်မှာအခုကိုကန်နေဒီဘယ်လောက်နေစံခုသူ့နယ်မြေရသလောက်မျိုးလေးနဲ့ကိုပိုင်အုပ်ချုပ်မဲ့ပါညာနဲ့အဆင်ပြေနေကြပြီဝါလိုမျိုးပဲလိုက်တယ်အဲ့ဒါဝါကိုပေးထားလို့ကျွန်တော်ပြောတယ်မနေ့ကလည်းပြောတယ်ဝါကိုလွတ်လပ်ခွင့်ပေးထားတယ်တိုင်းသားတွေအဲ့လိုတောင်းတာဟုတ်လားအဲ့ကြောင့်ခုကျွန်တော်ပြောလိုက်မယ်နော်အေးဆိုတာလည်းဘယ်တော့မှပေါင်းမှာမဟုတ်ဘူးသူ့နိုင်ငံထောင်မှုပဲနိုင်ငံယူနေတာလို့ကျွန်တော်ပြောတယ်နေတိုင်းနော်ဟုတ်လားတကယ်ပြောတယ်ပြောလို့ပြောမှာမဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော်လေသူတို့ကဘယ်လို့မှယုံကြည်လို့မရဘူးသူတို့ပြောလိုက်ရင်တော့ဗမာမယုံဘူးလေကျွန်တော်ပြောတယ်လေပြောရင်အာနာရှင်ကိုပွဲပြပြနဲ့ပြောဘာမှမဖြစ်ဘူး PDF တွေကအနိုင်ကျင့်တာမရှိဘူးလို့ခုကြတော့ဒီကရင်ပြည်နယ်တဲ့PDF တွေတောင်မှဆေးရှူဘိန်းရှူနော်ဂိတ်ကြီးတောင်ဆက်ကြီးကောက်ဒါမျိုးတွေတက်လာတိုင်းသားတွေပေါက်ချိုးတွေကူလာတယ်တက်တယ်သူတို့ဆရာကြီးတွေအသင်ပေးလိုက်တာဟုတ်လားကျွန်တော်ပြောရင်ကျွန်တော်လွန်အောင်မယ်နော်ဒီလိုမျိုးဆိုရင်သွေးခွဲတာတွေမခွဲတာတွေတော့မင်းတို့အုံအောင်နဲ့ပဲစဉ်းစားငါပြောတာမှားရင်သွေးခွဲတယ်လို့ယူအကယ်၍မှန်တယ်ဆိုရင်တော့လက်ခံပေါ့ကွာနော်ဟုတ်လားငါပြောတာဟုတ်လေငါပြောသွားတဲ့စကားတွေဒီမှားရင်လက်ခံကြမလို့မှန်ရင်တော့လက်ခံဖို့လိုတယ်ဟုတ်လားကျွန်တော်ပြောတာအဲ့ဒါမလို့လေဒီကုန်းချုံနေနဲ့ကျွန်တော်ပြောချင်တယ် PDF တွေနော်ကိုပြည်တွင်းနဲ့ပြန်
ပြန်ပြီးလို့တချို့တွေပြောတဲ့တိုင်းသားတွေဒီလိုပြောလို့ရှင်ပါလဲဆိုတော့အဲ့လိုမျိုးဆိုလက်နက်ကပဲရမှာလက်နက်မရအောင်လဲရှုံးတော့လဲဘာဖြစ်တုံးအေးစေးပေါ့သားကြီးတော့လဲဟုတ်လားနော်မင်းမွဲလဲဘာဖြစ်လဲအာနာရှင်ဘဲအုပ်ချုပ်ချုပ်အဓိကတိုင်းပြည်မနာတော့ဘူးမသေးတော့ဘူးဟုတ်လားမင်းကလည်းအတိုင်းသားတွေလွတ်ပေးထားဗမာတွေမင်းငါပြောတယ်လို့မျိုးတစ်လားလောက်ညင်ကြည့်တိုင်းသားတွေမင်းပြင်းခိုင်းကြည့်နော်ဟုတ်လားကိုစောင်းထားနေအေးအေးတို့ကိုနိုင်နေစစ်နိုင်နေဆိုပြီးမှဗမာတွေကိုဟိုဘယ်လိုတော့ respect မရှိတော့လေးသားမှုမရှိတော့ဘူးရခိုင်ပြည်သူပြည်သားတွေဆိုရင်နော်ဟိုအောက်ကြီးတောက်ကြတယ်တအားပြောသူတို့ပြောလို့ရှင်ငါ့ကိုဆဲအောင်မယ်ဆဲဖို့ဒါပဲဘာစောက်ပညာမှမရှိဘူးနော်ဟုတ်လားတော့လည်းပြောရရှင်တဲ့ပဲပြောတယ်သူများတွေလို့ဟိုအာနာတာတို့သွေးကွဲမှာတို့ညုံကျွန်တော်မရှိဘူးကျွန်တော်စိတ်ထဲမှာအဲ့လိုဟာတွေဝါသနာမပါဘူးနော်ပြောရရှင်တဲ့ပဲပြောတယ်ဟုတ်လားဒါမှကျွန်တော်ပြောတဲ့ဟာကြည့်တဲ့သူဒီအမှန်သိရမယ်လေသူတို့လက်ခံတာလက်မခံတာသူတို့ကောင်းတာမကောင်းတာဘယ်လိုပဲထင်တယ်ပြဿနာမရှိဘူးဒီကြတာတကူကကျွန်တော်အမှန်တရားပြောတော့ကြည့်တဲ့သူအမှန်တိုင်းသိသွားရောမကောင်းဘူးလားဟုတ်လားပြောတဲ့သူလည်းတန်ဖိုးရှိတယ်ကြည့်တဲ့သူလည်းအကျိုးရှိတယ်ဟုတ်လားဆိုတော့ဒါကြောင့်မလို့ကို့မြန်မာပြည်တဲ့ကိုပြန်ပြီးတော့ဟုတ်လားဒီကောင်လေးလည်းလွတ်ထားဟုတ်လက်နဲ့မပေးနိုင်လေဘာဖြစ်လဲသူဘာကိုလွတ်ထားဒီကောင်လေးဘယ်နဲ့ရှိလဲလွတ်ပေးထားလိုက်မအောင်ဟုတ်လားတောက်ချိုးတွေဒီတောက်ချိုးတွေတကယ်အောက်တန်းစားတောက်ချိုးမျိုးတွေနော်ဟုတ်လားဒါကြောင့်မလို့ကျွန်တော်ပြောဗမာတွေမှာနဲ့ဒီကောင်တွေကဗမာတွေမုန်းနေတာအရင်တော့ဗမာဘယံတွေကတိတ်တာမကျေနပ်တာဘာမှမဟုတ်အာနာရှင်လူမျိုးွာတာလေအခုလက်ရှိသူတို့ရှေ့ရတော့ငါနောက်ကလိုက်မလားဆိုတော့လေကန်လန်နဲ့ကျွန်တော်ပြောတယ်လို့ဟုတ်လားရှေ့ရလည်းမပေါ့နောက်ကလည်းမလိုက်ဘူးဘာတွေလုပ်နေမှမသိဘူးလက်နက်ကင်ပြီးတော့စီးပွားရေးလို့မူရစေးလို့ကြားဖြန့်လို့တကယ်အကောင်ရုပ်အကြီးတန်းနော်မြောက်ပိုင်းမှာလည်းအကြီးတန်းပြီးပြီခုဒီကောင်နေကင်းပြည်နေဟုတ်လားနော်အရင်ကတည်းကခုမှမဟုတ်နော်ဆက်ပြောရင်လည်းမကောင်းတာတွေကြီးပြောလို့ကုန်မှာမဟုတ်1000တညာပုံမြင်ကြီးတောင်မှာကုန်မယ်ဒါကကုန်သွားမှာမဟုတ်ဘူးနော်ဒီလောက်ပဲပြောချင်တယ်တတိရှိပါပါနပ်ပါတိုင်းသားတွေလို့တောက်ကီကောင်းမှာပါနပ်ပါလဲပါမအပါနဲ့မတုံးပါနဲ့ PDF တွေလောက်ပဲ